ဒီကနေ့သင်ပေးမယ့် phrase ကတော့ in light of ပဲဖြစ်ပါတယ် in light of က prepositional phrase တစ်ခုဖြစ်ပါတယ်ဝါကြရဲ့အစမှာအသုံးများပါတယ် in light of အစ in view of taken into account considering given စသည်ဖြင့်သုံးနိုင်ပါတယ်ဥပမာIn light of the current situation, I've decided to live abroad. လက်ရှိ current situation ကိုကြည့်ခြင်းအပြင်ကျမနိုင်ငံခြားမှာနေဖို့ဆုံးဖြတ်လိုက်ပါတယ်။နောက်ဥပမာတစ်ခုကတော့ In light of the current weather condition, we've decided to postpone our vacation. အခု weather အခြေအနေကိုကြည့်ခြင်းအပြင်ငါတို့ vacation ကို postpone လုပ်ဖို့နောက်ဆုတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဥပမာနောက်တစ်ခုကတော့In light of recent developments in technology, learning IT is a wise choice. Technology ရဲ့တိုးတက်မှုများကိုကြည့်ခြင်းအပြင် IT ကိုလေ့လာခြင်းကမှန်ကန်တဲ့ဆုံးဖြတ်ချက်တစ်ခုပဲဖြစ်ပါတယ်။ဒီကုန်းချုပ်အဖြစ်ပြောရမယ်ဆိုရင် in light of က prepositional phrase တစ်ခုဖြစ်ပြီးတော့သူ့ရဲ့အနောက်မှာ noun လိုက်တတ်ပါတယ်။သို့မဟုတ် noun phrase များလိုက်တတ်ပါတယ်။ in light of အစားသုံးမဲ့အစားကျမတို့က considering given in view of စသည်ဖြင့်သုံးနိုင်ပါတယ်ပျော်ရွှင်ချမ်းမြေ့ကြပါစေရှင်